အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ American series တစ်ခုဖြစ်တဲ့ Friends series ရဲ့ season 3ထဲမှာပါတဲ့အပိုင်း3ပိုင်းမြောက်ဖြစ်ပါတယ်။ Friends series ဟာစိတ်ကူးရင်သိပ္ပံဇာတ်လမ်းတွဲဖြစ်ပြီး season 3ရဲ့အပိုင်း3ကိုတော့2010ပြည့်နှစ်ကထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအစမှာတော့ Milo ဆိုတဲ့အမျိုးသားတဦးက New Jersey ရဲ့လမ်းပေါ်မှာရပ်နေပြီးပန်းဆိုင်ကအမျိုးသမီးကိုစောင့်ကြည့်နေရတဲ့အစာပြုတ်ထားပါတယ်။မိုင်လိုဟာလက်ကိုလည်းလှုပ်ရှားနေပြီးတခုခုကိုတွက်ချက်နေပုံရပါတယ်။မိုင်လိုလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုလေ့လာပြီးသွားတဲ့အခါမှာတော့လမ်းကူးလာခဲ့ပြီးစာတိုက်ပုံပေါ်မှာဘောပင်တစ်ချောင်းကိုထောင်ထားလိုက်ပါတယ်။အဲဒီချိန်တက်စီတတိကဘေးကဖြတ်သွားတဲ့အခါမှာလမ်းပေါ်ကရေတွေဆင်းသွားပြီးဘောပင်ကပြုတ်ကျသွားပါတယ်။ဒါကိုမြင်လိုက်တဲ့အမျိုးသားကြီးတဦးကထလာပြီးဘောပင်ကိုကောက်လိုက်တဲ့အခါနောက်ကနေစပိန်နဲ့တိုက်မိသလိုဖြစ်သွားပါတယ်။ဒီလိုနဲ့သူရောစပိန်ရောပြုတ်ကျသွားပြီးစားလိုက်ပုံလည်းလဲကျသွားသလိုတတိဆိုင်ကတတိတွေလည်းအောက်ကိုကျကုန်ပါတယ်။အဲဒီလိုတွေရှုပ်ထွေးနေရကိုဘတ်စကားမောင်းတဲ့သူကကားပေါ်ကနေလှမ်းကြည့်မိလိုက်ပြီးပန်းဆိုင်ကအမျိုးသမီးလည်းပန်းဝယ်ပြီးလို့ထွက်လာချိန်လမ်းကူလိုက်တဲ့အခါဘတ်စကားမောင်းတဲ့သူကမိနီနေရကိုသတိမထားမိပဲစောနာကအမျိုးသမီးကိုတိုက်မိသွားပါတယ်။အမျိုးသမီးလည်းတိတ်ဆုံးသွားခဲ့ပြီးမိုင်လိုကတော့အိမ်နေရာကနေထွက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ FBI agent ဖြစ်တဲ့အိုလီဗီယာကပုံမှန်မဟုတ်တဲ့ဖြစ်ရဆန်းအမှုတွေကိုအထူးပြုကိုင်တွယ်သူဖြစ်ပြီးခေါင်းကိုထိခိုက်ခဲ့ပြီးနောက်အချိန်အကြာကြီးအနားယူနေခဲ့ရကနေအလွတ်ကိုပြန်လာတာဖြစ်ပါတယ်။အိုလီဗီယာကရုံးချုပ်တဲကိုဝင်လာချိန်လုပ်ဖို့အကိုင်ဖက်ဟောင်းချာလီနဲ့တွေ့ပြီးချာလီကအဖွဲကိုကြီးကြပ်သူဖြစ်ပါတယ်။ agency ရဲ့အကြီးအကဲဝါတာကတော့အိုလီဗီယာရုံးပြန်တက်နေတဲ့အကြောင်းကိုဖီလစ်ဆိုတဲ့အမျိုးသားနဲ့ပြောနေပြီးတကယ်တော့အိုလီဗီယာဟာပုံစံတူအစားထိုးပြီးအဖွဲတဲကိုထည့်ထားတဲ့ဖော်လီဗီယာဖြစ်ကြောင်းပြောနေကြပါတယ်။ဝါတာပြောပုံအရတော့အိုလီဗီယာရဲ့မှတ်ဉာဏ်တွေကိုဘော်လီဗီယာထဲထည့်ပေးထားတာဖြစ်ပြီးဘော်လီဗီယာကစက်ကြောင်ဝလာတွေကြားတဲ့ဘာထိခိုင်မှုမှမရှိဘဲဖြတ်တန်းနိုင်ပါတယ်။နောက်ပြီးဝါတာကသူမဘာလို့အဲ့လိုသွားနိုင်တာလဲဆိုတာကိုသိကျင်နေပြီးဒါကြောင့်မဲသူမကိုသူမအိုလီဗီယာအစစ်လို့ထင်သွားအောင်လုပ်ရမယ်လို့ဖိလစ်ကိုပြောပါတယ်။အဲ့ချိန်ချာလီကတော့ဘတ်စကားမတော်တဆမှုအကြောင်းပြောနေပြီးဒီလိုမျိုးဖြစ်တာကတပတ်ထဲမှာ2ကြိမ်ရှိနေပြီဖြစ်လို့စစ်စေးရေးသွားတဲ့အချိန် queue site ပုတ်ကိုလည်းမှားနေပါတယ်။အခင်းဖြစ်ရာနေရာမှာတော့စုံစမ်းမှုကိုနောက်ထပ် agent တယောက်ဖြစ်တဲ့လင်ကွန်ကဦးဆောင်ပြီးသူ့မျက်နှာမှာတော့မီးလောင်တရားမျိုးရှိနေပါတယ်။အခင်းဖြစ်ရာမှာစုံပါသွားတဲ့အမျိုးသမီးကဂျူလီယာဖြစ်ပြီးအိုလီဗီယာကတော့ဘတ်စကားမောင်းသူကိုစစ်ဆေးမေးမြန်းနေပါတယ်။ agent လင်ကွန်ကပတ်ဝန်းကျင်ကိုလေ့လာကြည့်တဲ့အခါဘောပင်တစ်ချောင်းကျနေရကိုတွေ့သွားပါတယ်။ဒါနဲ့agent လင်ကွန်လည်းဖြစ်စဉ်အစဆုံးကိုနားထောင်ကြည့်ပြီးနောက်မှာတော့ဘောပင်ကအဓိကကျတဲ့နေရာမှာရောက်နေရဲဆိုတာကိုသဘောပေါက်လိုက်ပါတယ်။နောက်တစ်ရက်ရုံးချုပ်မှာagent လင်ကွန်နဲ့ချာလီတို့ကဘတ်စကားမတော်တဆမှုနှစ်ခုကနေတူညီချက်တွေကိုလေ့လာနေကြပြီးပထမမတော်တဆမှုမှာလေဘောပင်ကိုတွေးထားတာကြောင့်ဒီမတော်တဆမှုဖြစ်ရတွေကတမင်တကာဖြစ်အောင်လုပ်ထားတာလို့ကောက်ချက်ချလိုက်ပါတယ်။ဒါနဲ့သူတို့လည်းတင်ချပညာရှင်အထရင်းနဲ့တွေ့ပြီးအမှုအကြောင်းကိုပြောပြတဲ့အခါမှာအထရီကတော့တာမန်လူသားတယောက်ကဒီလိုအမှုမျိုးဖြစ်လာအောင်တမင်တကာလုပ်လို့မရနိုင်ဘူးလို့ပြန်ညင်ပါတယ်။အဲ့ဒီချိန်မှာပဲနောက်ထပ်ကားမတော်တဆမှုတစ်ခုထပ်ဖြစ်ပြီးagent တွေလည်းအခင်းဖြစ်ရာကိုသွားကြတဲ့အခါဒီတခါတော့ကားတိုက်ခံရသူကမသိဆုံးသေးပါဘူး။ဖြစ်ပွားပုံကတော့ရုတ်တရက်ခွေးတစ်ကောင်ကလမ်းပေါ်ဖြစ်လာတာကြောင့်ဘတ်စကားကမတော်တဆလူကိုတိုက်မိသွားတာဖြစ်ပါတယ်။အဲဒီချိန်အိုလီဗီယာကဘောပင်ကိုသတိထားမိသွားပြီးတကယ်တော့ဒီမတော်တဆမှုကမပြီးသေးဘူးဆိုတာကိုသိလိုက်ပါတယ်။ဒါနဲ့အိုလီဗီယာလည်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်တဲ့အခါတရားပေါ်ကနေမိုင်လိုလှမ်းကြည့်နေရကိုတွေ့သွားပါတယ်။နောက်တော့နှကြက်တက်ထားတဲ့အမျိုးသားတယောက်လမ်းကိုဖြတ်ကူးတဲ့အချိန်မှာလူနာတီရင်နဲ့တိုက်မိသွားပါတယ်။အိုလီဗီယာလည်းအဖွဲ့သားတွေကိုသတိပေးကမိုင်လူကိုဖမ်းဖို့လုပ်တော့မိုင်လူကတရားပေါ်ကနေစပိန်တစီကိုပစ်ချလိုက်ပါတယ်။ဒါနဲ့ပဲလာနေရဲ့ကားကစပိန်ကိုရှောင်လိုက်တဲ့အချိန်မှာတရားပေါ်မှာတော့အိုလီဗီယာကမိုင်လူကိုတနက်နေ့ချိန်နာပေးမယ်လေမိုင်လူကတရားပေါ်ကနေခုန်ချလိုက်ပါတယ်။မိုင်လူကကားခါမိုးပေါ်ကိုပြုတ်ကျသွားပြီးလွတ်မြောက်သွားပါတယ်။မိုင်လူအိမ်ပြန်ရောက်တဲ့အခါညီမဖြစ်သူမတ်တလိုင်းကစိတ်ပူနေပြီးစေးုံကနေဖုန်းတွေလာနေတဲ့အကြောင်းပြောခါမိုင်လိုကိုအဖမ်းခံလိုက်တော့ဖို့ပြောပါတယ်။မတ်တလိုင်းကအမေဖြစ်သူပေးထားခဲ့တဲ့မြင်းယုံတွေကိုထုတ်ပြတော့မိုင်လိုကဘာမှမဆိုင်ဘူးဆိုကလှည့်ထွက်သွားပါတယ်။တစ်ဖက်မှာတော့agent လင်ကွန်းကိုအရေးပြားစစ်ဆေးမှုပြန်လုပ်ဖို့စေးုံကိုခေါ်သွားကြပြီးလင်ကွန်းကအိုလီဗီယာကိုမတော်တဆဖြစ်ရ3ခုကတူညီမှုတွေကိုထပ်ရှာဖို့ပြောပါတယ်။အိုလီဗီယာလည်းရုံးချုပ်ကိုပြန်လာခဲ့ပြီးမျက်မြင်သက်သေတွေကိုစစ်ဆေးမေးမြန်းမှုတွေလုပ်ပါတယ်။နောက်တော့တိတ်ဆုံးသွားခဲ့တဲ့လူ3ယောက်ဟာဈေးဘက်ဆိုင်ရာစင်တာတစ်ခုနဲ့အဆက်ဆက်ရှိနေရကိုသိလိုက်ကြပါတယ်။အိုလီဗီယာလည်းချာလီကိုပြောပြကနှစ်ယောက်သားအဲ့ဒီဈေးဘက်ဆိုင်ရာစင်တာကိုရောက်လာခဲ့ကြပါတယ်။အဲ့ဒီချိန်လူနာတွေကအခင်းဖြစ်အနေရာမှာတွေ့ခဲ့တဲ့ဘောပင်ပုံစံမျိုးအသုံးပြုနေကြတာကိုအိုလီဗီယာကသတိထားမိလိုက်ပါတယ်။နောက်တော့ဒေါက်တာလန်ပင်နဲ့တွေ့ပြီးတိတ်ဆုံးသွားတဲ့လူ3ယောက်အကြောင်းကိုပြောပြတော့ဒေါက်တာလန်ပင်က3ယောက်လုံးကိုရင်းရင်းနှီးနှီးမှတ်မိနေပါတယ်။
လူနာရီရဲ့ဗီဒီယိုကိုတော့ထုတ်ပြတဲ့အခါမှာအိုလီဗီယာကမိုင်လိုကိုသတိထားမိသွားပါတယ်။မိုင်လိုအကြောင်းမေးကြည့်တော့သူတို့စီကလူနာတယောက်ဖြစ်ကြောင်းနဲ့အခုတော့ဆေးရုံကနေဆင်းသွားပြီးဖြစ်ပြီးမိုင်လိုရဲ့ညီမဖြစ်သူကသူ့ကိုစောင့်ကြည့်ပေးနေရလို့ဒေါက်တာကပြောပြပါတယ်။လက်တလောတော့ဆေးရုံကနေမိုင်လိုကိုဆက်သွယ်ပြီးပြန်ခေါ်ပြီးမဲ့အကြောင်းမပြန်ဘူးဖြစ်နေပါတယ်။မိုင်လိုရဲ့ညီမအကြောင်းကိုသိလိုက်ရတော့ FBI အေဂျင့်2ယောက်လည်းသူမစီကိုတွားတွေ့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ဒါရီအားလုံးကိုမိုင်လိုကစောင့်ကြည့်နေရဖြစ်ပြီးအိုလီဗီယာရဲ့လှုပ်ရှားမှုတိုင်းကိုတွက်ချက်ကြည့်နေပါတယ်။ချာလီနဲ့အိုလီဗီယာကတော့မိုင်လိုရဲ့ညီမဖြစ်သူအိမ်ကိုရောက်လာခဲ့ပြီးမက်ဒလိုင်းနဲ့တွေ့ကသူတို့ကမိုင်လိုအကြောင်းကိုမေးကြည့်ကြပါတယ်။မက်ဒလိုင်းကတော့အထွေထူးဘာမှမပြောလိုက်ပေအိုလီဗီယာကတော့မက်ဒလိုင်းကတခုခုကိုဖုံးကွယ်ထားတယ်လို့ထင်နေပါတယ်။အေဂျင့်တွေကတော့မိုင်လိုကျူးလွန်ခဲ့တဲ့အမှုတွေဟာအန္တရာယ်တအားများတဲ့အကြောင်းနဲ့မိုင်လိုကိုတယောက်တည်းလွတ်ထားလို့မဖြစ်ကြောင်းပြောပါတယ်။ချာလီကမိုင်လိုရဲ့အခန်းကိုသွားကြည့်နေတဲ့အချိန်မှာအိုလီဗီယာကမက်ဒလိုင်းကိုသူမရဲ့ညီမဖြစ်သူအကြောင်းကိုပြောပြကတစ်ချိန်လုံးကသူမတို့ညီမနှစ်ယောက်ဟာတယောက်ကိုတယောက်ဂရုစိုက်တဲ့အကြောင်းတွေကိုပြောပြပါတယ်။မက်ဒလိုင်းလည်းအဲဒီတော့မှမိုင်လိုအကြောင်းကိုပြောပြပြီးမိုင်လိုဟာဖြစ်ပေါ်လာနိုင်တဲ့အခြေအနေအမျိုးမျိုးကိုတွက်ဆတတ်သူဖြစ်ကြောင်းရှင်းပြပါတယ်။မက်ဒလိုင်းကမိုင်လိုရဲ့အဲ့ဒီအတွေ့အတွေကိုမြင်းရုံလေးကိုပြလိုက်မှသာရက်တန့်နိုင်တယ်လို့ပြောတဲ့အခါအိုလီဗီယာကမိုင်လိုအကြောင်းကိုအကုန်ပြောပြဖို့တောင်းဆိုပါတယ်။ဒါနဲ့မက်ဒလိုင်းလည်းမိုင်လိုရှိနေမဲ့ဟိုတယ်ရဲ့လိပ်စာကိုပေးလိုက်ပါတယ်။အိုလီဗီယာချာလီနဲ့အထရစ်တို့လည်းမိုင်လိုကိုဖမ်းဆီးဖို့အတွက်တိုင်ပင်ကြပါတယ်။ဒါပေမဲ့သူတို့အကြံစီမှန်သမျှကိုမိုင်လိုကကြိုတင်တွက်ဆထားနိုင်တာကြောင့်အချင်းကြီးဖြစ်သွားမှာကိုလည်းစိုးရိမ်နေကြပါတယ်။ဒါနဲ့ပဲအိုလီဗီယာတို့နှစ်ယောက်ကဟိုတယ်ကိုဒီတိုင်းထွက်လာခဲ့ကြပြီးမိုင်လိုကတော့ဟိုတယ်ပရင်းပေါက်ကနေလှမ်းကြည့်နေပါတယ်။နောက်ထပ်မိနစ်ပိုင်းအတွင်းဖြစ်နိုင်ခြေတွေကိုမိုင်လိုကတွက်ချက်ကြည့်နေရပါ။အိုလီဗီယာတို့နှစ်ယောက်ကမိုင်လိုကိုလာဖမ်းတဲ့အချိန်အိုလီဗီယာကိုစောင့်လို့ရေးလုပ်ငန်းခွင်မှာအုတ်ခဲတွေနဲ့ပြီးမိကတည်ဆုံးသွားအောင်လုပ်ရမလားလို့စဉ်းစားကြည့်နေပါတယ်။အဲဒီချိန်အိုလီဗီယာတို့နှစ်ယောက်ကဟိုတယ်ကိုရောက်ရှိလာပြီးမိုင်လိုကသူတို့ကိုလမ်းမှာထွက်ဆောင်နေရကိုတွေ့လိုက်ပါတယ်။နောက်တော့မိုင်လိုကစောင့်လို့ရေးလုပ်ငန်းခွင်ဘက်ကိုထွက်ပြေးသွားပြီးအိုလီဗီယာလည်းလီထုပေါင်းလာတဲ့သတိပေးဆိုင်ပုတ်ကိုမတွေ့လိုက်ပဲနောက်ကနေလိုက်ဖမ်းပါတယ်။အသက်ရှူကရိယာကိုလည်းမတက်ပဲမိုင်လိုနောက်ကိုပြေးလိုက်လာတာဟာမိုင်လိုရဲ့တွက်ချက်မှုတစ်ခုကိုမှားယွင်းသွားစေခဲ့ပါတယ်။နောက်ပြီးအုတ်ခဲရီပြုတ်ကျလာချိန်မှာလည်းအိုလီဗီယာကရှောင်းလိုက်နိုင်ပြန်ပါတယ်။မိုင်လိုလည်းသူ့တွက်ချက်မှုတွေမှားသွားတဲ့အပေါ်တအားအံ့ဩနေပြီးနောက်ဆုံးမှာတော့အိုလီဗီယာကမိုင်လိုကိုဖမ်းလိုက်ပါတယ်။ဒါပေမဲ့ကျုပ်တရဲ့အိုလီဗီယာကအောက်ဆီဂျင်ပြတ်တယ်လို့ဖြစ်သွားပြီးအသက်ရှူလို့မရဖြစ်နေကချာလီရောက်လာပြီးအိုလီဗီယာကိုအသက်ရှူကရိယာကိုပေးလိုက်ပါတယ်။နောက်တော့ချာလီကအိုလီဗီယာကိုဘာလို့အသက်ရှူကရိယာမတက်ပဲမိုင်လိုနောက်ကိုပြေးလိုက်သွားတာလဲလို့မေးတဲ့အခါအိုလီဗီယာကသူမသတိပေးဆိုင်ပုတ်ကိုသတိမထားမိလိုက်ဘူးလို့ပြောပါတယ်။နောက်တော့အိုလီဗီယာကမက်ဒလိုင်းကိုဆေးရုံကိုခေါ်လာပြီးမိုင်လိုကတော့စူပါကွန်ပျူတာကိုသုံးနေရကိုအခန်းပြင်ကနေကြည့်နေကြပါတယ်။ဒေါက်တာပြောပုံရတော့ဈေးကအုံနောက်ထဲမှာထည့်ထားတာတအားကြာနေပြီဖြစ်တာကြောင့်သူတို့ဟာလုပ်ငန်းစဉ်ကိုပြန်ပြောင်းလို့မရဖြစ်နေပါတယ်။မိုင်လိုရဲ့အတွေးတွေကိုတော့စပိုင်းဆိုင်ရာနဲ့သာနားလည်နိုင်မှာဖြစ်ပြီးမက်ဒလိုင်းကအခန်းထဲဝင်သွားကမြင်းရုံလေးကိုစပွဲပေါ်တင်ပေးလိုက်ပါတယ်။အိမ်နောက်မှာတော့အိုလီဗီယာဟာတခြားစက်ကြောဝလာကသူမရဲ့အကောင်လေးဖြစ်သူပီတာရဲ့ပုံရိပ်ကိုမြင်အောင်နေပြီးပီတာကအိုလီဗီယာဟာဒီစက်ကြောဝလာနဲ့သက်ဆိုင်သူမဟုတ်ဘူးလို့ပြောပါတယ်။နောက်ပြီးအိုလီဗီယာကဒီစက်ကြောဝလာနဲ့ပတ်သက်တဲ့ဗဟုသုတမျိုးမရှိရကြောင်းသတိပေးဆိုင်ပုတ်ကိုသတိမထားတာဖြစ်ကြောင်းပြောပြကသူမသာသတိပေးဆိုင်ပုတ်ကိုမှတ်မိပြီးအဲ့ဒီမှာရပ်လိုက်မိရင်လည်းတည်ဆုံးသွားနိုင်တယ်လို့ရှင်းပြပါတယ်။ပီတာကအိုလီဗီယာကိုသူမရဲ့မှတ်ဉာဏ်တွေကိုပြန်သတိရအောင်လုပ်ဖို့ပြောပြီးအိုလီဗီယာကိုနမ်းလိုက်ကပျောက်ကွယ်သွားပါဦးတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။